ဒီမျိုးသမီးကဆိုင်ထဲမှာရှိတဲ့ပင်လယ်စာမွေးကန်တွေအကုန်လုံးကိုလာတယ်ဖို့အတွက်ပစ္စည်းရွှေ့ပြောင်းရေးကုမ္ပဏီတစ်ခုကိုဖုန်းဆက်ခေါ်လိုက်ပါတယ်။ရေလက်ပံကားတွေနဲ့ရေစစ်စနစ်တွေကိုပါအကုန်ဖြုတ်သိမ်းလိုက်တာပါ။အိမ်ရှင်မိသားစုအတွက်ရေပိုက်တစ်ချောင်းတောင်ချန်မထားခဲ့ပါဘူး။သူမဟာပင်လယ်စာရောင်းချခွင့်လုပ်ငန်းလိုင်စင်ကိုပါတိတ်တဆိတ်ပယ်ဖျက်ပစ်လိုက်ပါသေးတယ်။အိမ်ရှင်မိသားစုကဆိုင်ကိုလာရောက်လွှဲပြောင်းယူတဲ့အခါမှာတော့ဆိုင်တစ်ခုလုံးပလာကျင်းပြီးဘာမှမရှိတော့တာကိုမြင်ပြီးစွန့်သွားကြပါတော့တယ်။တကယ်တော့အဲ့ဒီအမျိုးသမီးဟာပင်လယ်စာဆိုင်ဖွင့်ဖို့အတွက်ဒီဆိုင်ခန်းကိုငှားရမ်းခဲ့တာပါ။3နှစ်တာကာလအတွင်းမှာသူမရဲ့ကိုယ်ပိုင်စ조사အားထုတ်မှုကြောင့်စီးပွားရေးကတဖြည်းဖြည်းပိုမိုအောင်မြင်လာခဲ့ပါတယ်။ဒါပေမဲ့အိမ်ရှင်မိသားစုကတော့ရက်ပိုင်းခြားတစ်ခါပင်လယ်စာတွေကိုအလကားလာယူတတ်ကြပါတယ်။မျိုးသမီးကလည်းအိမ်ရှင်နဲ့အဆင်ပြေပြေနေချင်တာကြောင့်ဒါကိုဘယ်တော့မှစိတ်ထဲမထားခဲ့ပါဘူး။အိမ်ရှင်ရဲ့သားဖြစ်သူကောလိပ်ကျောင်းပြီးတဲ့နောက်မှာတော့သူကသူ့ရဲ့အပေါင်းဖော်တွေကိုခေါ်ပြီးဆိုင်ကိုနေတိုင်းပင်လယ်စာလာယူပါတော့တယ်။သူတို့ကဈေးကြီးဆုံးပင်လယ်စာတွေကိုပဲရွေးယူကြရုံတည်းမကပဲပတ်စံလည်းလုံးဝမပေးပဲအမြဲတမ်းအကျွေးစရင်းတွေပဲမှတ်ခိုင်းထားခဲ့တာပါ။တရက်မှာတော့ဆိုင်ဝန်ထမ်းကတော့မနေနိုင်တော့ပဲအိမ်ရှင်ရဲ့သားကိုနောက်ထပ်အကျွေးပေးလို့မရတော့ကြောင်းသတိပေးလိုက်ရပါတယ်။အိမ်ရှင်ရဲ့သားကအကြီးအကျယ်ဒေါသထွက်သွားပြီးသူ့အဖေကဘာတူလဲဆိုတာသိလားလို့ဝန်ထမ်းကိုအော်ဟစ်မေးမြန်းပါတော့တယ်။သူ့မိသားစုကဒီဆိုင်မှာပင်လယ်စာစားရင်ဘယ်တော့မှပတ်စံမပေးရဘူးလို့လဲဆိုပါတယ်။အိမ်ရှင်ရဲ့သားကဆိုင်ကိုသူ့မိသားစုပိုင်ပစ္စည်းလို့သဘောထားနေတာကိုမြင်တော့အမျိုးသမီးကလည်းနောက်ဆုံးမှာစိတ်မရှိနိုင်တော့ပဲတကယ်လို့သူကအရင်ကြံနေတဲ့အကျွေးဟောင်းတွေကိုအကုန်ဆက်မယ်ဆိုရင်ဒီတစ်ခေါက်ယူမဲ့ပင်လယ်စာတွေကို20%လျှော့ပေးမယ်လို့ပြောလိုက်ပါတယ်။မဟုတ်ရင်တော့ဒီမှာလာပြီးပြဿနာမရှာဖို့ပြောလိုက်တာပေါ့။သူမနေမှန်းတည်သွားတဲ့အိမ်ရှင်ရဲ့သားလည်းပြစ်တောက်ညီးတွားရင်ထွက်သွားပါတော့တယ်။မကြခင်မှာပဲအိမ်ရှင်ကိုယ်တိုင်ရောက်လာပြီးသူမကိုချီးကျူးချင်အောင်ဆောင်ကသူမအနေနဲ့ဒီဆိုင်ကနေတစ်နှစ်ကိုယွမ်9တန်းတောင်မြတ်တယ်လို့ကြားသိရကြောင်းပြောပါတယ်။သူမကတော်တော်လေးစွမ်းဆောင်နိုင်ရရှိတယ်လို့လည်းဆိုပါတယ်။သူကစကားပြောရင်းနဲ့တင်ပင်လယ်စာတချို့ကိုကောက်ယူလိုက်ပြီးသူမအနေနဲ့သူ့အိမ်မှာဒီလောက်ပတ်စံအများကြီးရှာဖွေနိုင်နေတာမို့လို့ဒီလောက်အထိစေးနေမနေသင့်ဘူးလို့ပြောပါတယ်။ဆိုင်ကန်းကိုဆက်ငှားကျင်သေးတဲ့အမျိုးသမီးကတော့သူ့ကိုပြန်ပြီးမငင်းခုန်ခဲ့ပါဘူး။ဒါပေမဲ့မမျှော်လင့်ပဲအိမ်ရှင်ကစကားလမ်းကြောင်းလွဲပြီးသူတို့ရဲ့ဆိုင်ကန်းငှားရမ်းကစာချုပ်ကတက်တန်းကုန်တော့မှာဖြစ်ကြောင်းပြောလာပါတယ်။စာချုပ်တက်တန်းထပ်မတိုးတော့ဘူးဆိုတာကိုအသိပေးဖို့လာတာလို့ဆိုပါတယ်။အမျိုးသမီးကဇဝေဇဝါဖြစ်သွားပြီးဆိုင်လာကအပေါ်စိတ်တိုင်းမကြလို့လားလို့လှမ်းမေးပါတယ်။ဆိုင်လာကကိုညှိနှိုင်းလို့ရပါတယ်လို့သူမကပြောပေမဲ့အိမ်ရှင်ကတော့ဒါကဆိုင်လာကကိစ္စမဟုတ်ဘူးလို့ညင်းပယ်ပါတယ်။သူ့သားကចောင်းပြီးတာကြာပြီဖြစ်ပေမဲ့အလုပ်ကိုင်အတီတကျမရှိသေးတာကြောင့်ဒီဆိုင်ကန်းမှာပဲသူ့သားကိုဆိုင်တစ်ဆိုင်ဖွင့်ပေးဖို့စီစဉ်ထားတာလို့ပြောပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်ရှင်ရဲ့ဇနီးကအဲ့ဒီမျိုးသမီးဆိုင်ကရေခဲတစ်တာကြီးတွေကတော်တော်လေးကောင်းတာပဲလို့လှမ်းပြောပါတယ်။သူတို့သားပင်လယ်စာဆိုင်ဖွင့်တဲ့အခါအဲ့ဒီလိုမျိုးပဲလိုက်ဝယ်ရမယ်လို့ဆိုတာပေါ့။ဒါကိုကြားတော့အိမ်ရှင်ကသူ့ဇနီးကိုချက်ချင်းပဲစူပူချိန်မောင်းပြီးဒီဆိုင်ကန်းကမကြခင်သူတို့လက်ထဲရောက်တော့မှာပဲလို့ပြောပါတယ်။ရေခဲတစ်တာအစ်စ်တွေထပ်ဝယ်နေဖို့လုံးဝမလိုဘူးလို့ဆိုပါတယ်။အဲ့ဒီတော့မှမျိုးသမီးကနောက်ဆုံးမှသဘောပေါက်သွားပါတော့တယ်။အိမ်ရှင်ကသူမရဲ့စီးပွားရေးကောင်းနေတာကိုမြင်ပြီးဆိုင်ကိုအတင်းသိမ်းချင်နေတာပါ။သူမကပင်လယ်စာဆိုင်ကိုလဲပတ်ဖို့ဆိုတာမလွယ်ကူကြောင်းသူ့ကိုသတိပေးဖို့ပြင်လိုက်ပေမဲ့အိမ်ရှင်ကလူကြီးလူကောင်းလေးတန်ဖမ်းပြီးသူမကိုဆုံးမစကားပြောပါတော့တယ်။မိန်းကလေးတယောက်အတွက်ဒီလောက်ဆိုင်ကြီးကြီးကိုဦးစီးရတာအင်မတန်ခက်ခဲလွန်းတယ်လို့ဆိုပါတယ်။ဒါကြောင့်ဆိုင်ကိုသူ့သားလက်ထဲလွှဲပြောင်းပေးုံနဲ့မကပဲဆိုင်လွှဲပြောင်းကြီးကိုယူပြီးအိမ်ပြန်ကအိမ်အောင်ပြုတ်လိုက်တာကသာမိန်းကလေးတယောက်အတွက်အကောင်းဆုံးဖြစ်လိမ့်မယ်လို့ပြောပါတယ်။အိမ်ရှင်ရဲ့ညှိနှိုင်းလို့မရတဲ့တင်းမာတဲ့သဘောထားကိုမြင်လိုက်ရတော့မျိုးသမီးကလည်းညှင်းခုန်နေတာအလကားပဲဆိုတာသိတာကြောင့်သဘောတူလိုက်ပါတော့တယ်။ဆိုင်ဝန်ထမ်းနဲ့သူမရဲ့မိသားစုကတော့ဒါကိုကြားတဲ့အခါမှာအကြီးအကျယ်ဒေါသထွက်ကြပါတယ်။အိမ်ရှင်မိသားစုကသူမရဲ့စီးပွားရေးကောင်းတာကိုမနာလိုဖြစ်နေကြတာလို့သူတို့ကတွေးကြပါတယ်။သူမကအနိုင်ကျင့်ရလွယ်တဲ့သူမို့လို့ဆိုင်ကိုအတင်းလူယူခြင်းနေကြတာလို့မြင်ကြတာပေါ့။ဒါကြောင့်အလွယ်တကူအလျှော့မပေးဖို့သူမကိုအကြံဉာဏ်ပေးကြပါတယ်။ဒါပေမဲ့အမျိုးသမီးမှာကိုယ်ပိုင်အစီအစဉ်ရှိနေတာကိုတော့သူတို့မသိခဲ့ကြပါဘူး။သူမမှာအဆက်အသွယ်တွေရောအတွေ့အကြုံတွေပါရှိပြီးသားပါ။အခြားပင်လယ်စာဆိုင်အစ်တစ်ခုထပ်ဖွင့်ဖို့ဆိုတာသူမအတွက်မခက်ခဲပေမဲ့သူမခွေးယူကဲ့သို့စ조사ခဲ့ရတဲ့အသီးအပွင့်တွေကိုတော့လောဘကြီးတဲ့အိမ်ရှင်မိသားစုလက်ထဲအလကားတက်လွဲမပေးနိုင်ပါဘူး။ဒါကြောင့်သူမဟာပင်လယ်စာလုပ်ငန်းလိုင်စင်ကိုတွားရောက်ပဲဖျက်ပစ်လိုက်ပါတယ်။အစိုးရဝန်ထမ်းတွေကတောင်သူမရဲ့ဆိုင်ကစံပြဆိုင်တစ်ဆိုင်ဖြစ်တာကြောင့်လိုင်စင်ဖျက်ပစ်လိုက်တာနှမျောစရာကောင်းတယ်လို့သတိပေးကြပါတယ်။ဒါအပြင်ဒီဆိုင်ကန်းမှာပဲဒီလိုင်စင်မျိုးကိုထပ်မံလျှောက်ထားမယ်ဆိုရင်လည်းစီစစ်ဖို့အတွက်အချိန်တော်ကြာမှာဖြစ်တယ်လို့ဆိုပါတယ်။လုပ်ငန်းလေပတ်ပိုင်ခွင့်ကိုတွယ်ဝိုက်တဲ့နည်းနဲ့လွှဲပြောင်းပေးတာကပိုကောင်းလိမ့်မယ်လို့အကြံပြုကြပေမဲ့မျိုးသမီးကတော့လိုင်စင်ပဲဖျက်ဖို့ကိုပဲအတင်းအကျပ်တောင်းဆိုခဲ့ပါတယ်။အဲဒီနောက်မှာတော့သူမဟာပစ္စည်းရွှေ့ပြောင်းရေးကုမ္ပဏီကိုခေါ်ပြီးဆိုင်တစ်ခုလုံးကိုပြောင်းစင်အောင်ရှင်းလင်းပစ်လိုက်ပါတော့တယ်။စာချုပ်တက်တန်းရဲ့နောက်ဆုံးနေ့မှာတော့အိမ်ရှင်မိသားစုကဆိုင်ကိုလာရောက်သိမ်းပိုက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ချက်ချင်းပဲစွန့်မှင်တက်သွားကြပါတော့တယ်။ဈေးကွက်စုံစမ်းစစ်ဆေးရေးနဲ့စီမံခန့်ခွဲမှုဦးစီးဌာနစီကနေဖုံးဝင်လာတဲ့အချိန်ထိတော့အိမ်ရှင်မိသားစုဟာမျှော်လင့်ချက်မဲ့စွာနဲ့အမှန်တရားကိုသဘောမပေါက်နိုင်သေးပါဘူး။အဲ့ဒီအမျိုးသမီးကသူတို့ရဲ့မောင်းထုတ်ခြင်းကိုမခံရခင်ကတည်းကတကယ်တော့ပင်လယ်စာဆိုင်ရဲ့လုပ်ငန်းလိုင်စင်ကိုအပြီးပိုင်ပဲဖျက်ပစ်ခဲ့တာပါ။ဖြစ်ပုံကတော့လွန်ခဲ့တဲ့ရက်ပိုင်းကအိမ်ရှင်ရဲ့သားဖြစ်သူဟာအမျိုးသမီးရဲ့ပင်လယ်စာဆိုင်မှာစီးပွားရေးတွေအရန်ကောင်းနေတာကိုမြင်တွေ့ခဲ့ရပါတယ်။ဒါကြောင့်သူကအင်္ဂါစာချုပ်တက်တန်းကုန်ဆုံးတာကိုအကြောင်းပြပြီးအမျိုးသမီးစီကနေဆိုင်ကိုအတင်းအဓမ္မလွှဲပြောင်းယူဖို့သူ့အဖေကိုတိုက်တွန်းခဲ့တာပေါ့။
ဒါကိုဒေါသထွက်သွားတဲ့အမျိုးသမီးကဆိုင်ရဲ့လုပ်ငန်းလိုင်စင်ကိုဓာတ်ရိုက်သွားရောက်ပဲဖျက်ပစ်လိုက်ပါတယ်ပြီးတော့ပစ္စည်းရွှေ့ပြောင်းရေးကုမ္ပဏီကိုဖုန်းဆက်ပြီးဆိုင်ထဲမှာရှိတဲ့ပစ္စည်းမှန်သမျှကိုအကုန်တည်ထုတ်ခိုင်းလိုက်တာပါသူမကဒီနီးနားမှာပဲဆိုင်အသစ်ဒီဇိုင်းထပ်ဖွင့်ဖို့စီစဉ်ထားခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲအိမ်ရှင်မိသားစုကဆိုင်ကိုလာရောက်သိမ်းပိုက်ဖို့အပြေးအလွှားရောက်လာကြပါတယ်ဒါပေမဲ့ဆိုင်တစ်ခုလုံးဟာလာဟင်းလင်းဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါမှာတော့သူတို့ချက်ချင်းပဲစွန့်သွားကြပါတော့တယ်အိမ်ရှင်ရဲ့ဇနီးဖြစ်သူကအမျိုးသမီးကိုချက်ချင်းပဲအော်ဟစ်အပြစ်တင်ပါတော့တယ်ပင်လယ်စာဆိုင်ထဲမှာရှိတဲ့အသုံးဆောင်ပစ္စည်းတွေအကုန်လုံးကဒီဆိုင်ကန်းရဲ့အစိတ်ပိုင်းတွေမဟုတ်ဘူးလားလို့ဆိုပါတယ်အမျိုးသမီးအနေနဲ့ဆိုင်ကန်းကိုသူတို့စီပြန်အပ်ပြီးဆိုမှတော့ဒီပစ္စည်းကိရိယာတွေအကုန်လုံးကိုခြံထားခဲ့ရမှာပေါ့အခုလိုအကုန်တည်သွားတာကတပြက်လိုက်တာနဲ့ဘာကွာလို့လဲလို့အော်ဟစ်ပါတော့တယ်ဒါကိုကြားရတဲ့အမျိုးသမီးကတော့အင်မတန်ရေစရာကောင်းတယ်လို့ခံစားလိုက်ရပါတယ်အိမ်ငါးစာချုပ်ထဲမှာဆိုင်ကန်းအိမ်ကိုပဲငှားရမ်းတာလို့ရှင်းရှင်းလင်းလင်းရေးသားထားတာပါသူမအနေနဲ့ဘယ်တော့မှပစ္စည်းကိရိယာတွေကိုငှားရမ်းခဲ့တာမဟုတ်ပါဘူးဒီပစ္စည်းတွေအကုန်လုံးကသူမရဲ့3နှစ်တာကာလပတ်လုံးတွေးချွေးဆိုင်ပြီးစ조사အားထုတ်မှုကြောင့်တဖြည်းဖြည်းချင်းဝယ်ယူစုဆောင်းထားခဲ့ရတာတွေပါဒါတွေကိုဘာဖြစ်လို့အိမ်ရှင်မိသားစုကိုအလကားပေးခဲ့ရမှာလဲဒါပေမဲ့အိမ်ရှင်ရဲ့သားကတော့အရှက်မရှိပဲသူ့အဖေကဒီလောက်ကောင်းမွန်တဲ့ဆိုင်ကန်းကိုငှားရမ်းပေးခဲ့လို့သာအမျိုးသမီးအနေနဲ့ပတ်စံအများကြီးရှာနိုင်ခဲ့တာဖြစ်ကြောင်းဒါကြောင့်ကျေးဇူးဆက်တဲ့အနေနဲ့ပစ္စည်းတချို့ကိုခြံထားခဲ့တင်တာမဟုတ်ဘူးလားလို့ပြောပါတယ်အမျိုးသမီးကလည်းချက်ချင်းပဲပြက်ပြက်တသားပြန်လဲခြေပလိုက်ပါတယ်အိမ်ငှားတယ်ဆိုတာအယောင်းဝယ်သဘောတူညီချက်တစ်ခုတက်တက်ပဲဖြစ်ပြီးဘာကျေးဇူးမှရှိနေတာမဟုတ်ပါဘူးအပြန်အလှန်အနေနဲ့ကြည့်ရင်တော့အိမ်ရှင်မိသားစုက3နှစ်တာကာလအတွင်းမှာပင်လယ်စာတွေကိုအလကားလာစားခဲ့ကြတာပါအခုကျတော့ဆိုင်စည်းဝါးရေးကောင်းတာကိုမြင်ပြီးဆိုင်ကိုပါအတင်းလူယူဖို့စ조사နေကြတာဖြစ်ပါတယ်သူတို့ကသူမကိုတကယ်ပဲအနိုင်ကျင့်လို့ရတဲ့လူအတယောက်လို့တွေးနေကြတာလားဆိုင်တကားဝမှာဖောက်တယ်တွေစုပြုံလာတာကိုမြင်ပြီးနောက်နောင်စည်းဝါးရေးကိုထိခိုက်မှာစိုးရိမ်တာကြောင့်အိမ်ရှင်ဖြစ်သူကရံမဖြစ်ကြဖို့တားဆီးကျင်အောင်ဆောင်လိုက်ပါတယ်ဒါပေမဲ့သူကအမျိုးသမီးကိုရွတ်တွတ်လီတန်းနဲ့ဒီလိုစုပ်ပြတ်တက်နေတဲ့ပင်လယ်စာမွေးကန်တွေနဲ့တခြားပစ္စည်းအစုပ်ပြတ်တွေကိုယူခြင်းရင်လည်းယူသွားလိုက်ပါလို့ပြောပါတယ်သူ့မိသားစုကဒီလိုတန်ဖိုးမရှိတဲ့အမိုက်တွေကိုစိတ်မဝင်စားပါဘူးဒီပစ္စည်းအစုပ်တွေကိုသူမတည်သွားတာကပဲပိုကောင်းပါတယ်သူတို့ဘာသာအစ်စ်တွေဝယ်လိုက်ပါမယ်လို့ဆိုပါတယ်သူ့သားရဲ့ဆိုင်တစ်ကြီးဖွင့်လှစ်တဲ့အခါကျရင်ဒီဆိုင်ထက်အစတရာမကပိုပြီးစီကားတိုးတက်လာလိမ့်မယ်လို့လည်းကြုံဝါလိုက်ပါသေးတယ်ဒါပေမဲ့အမျိုးသမီးကတော့သူတို့တွေဒီဆိုင်ကိုကောင်းကောင်းမွန်မွန်လဲပတ်နိုင်မှာမဟုတ်ဘူးဆိုတာကိုကြိုတင်သိနေပါတယ်အမှန်တော့ပင်လယ်စာဆိုင်ဖွင့်ရတာကကြည့်ရတာလွယ်ကူတယ်လို့ရှိပေမဲ့ဒါဟာဘလောက်ထိရုန်းကန်စူးစမ်းရလဲဆိုတာကိုသူမကိုယ်တိုင်ပဲအသိဆုံးပါဒါအပြင်အိမ်ရှင်ကလည်းအရင်တုန်းကဆိုင်ဖွင့်ဘူးပေမဲ့ရှုံးနေခဲ့ဘူးပြီးသူ့ရဲ့သားကလည်းဘာလုံးမှမရှိတဲ့လေးလွေလူမိုက်တစ်ယောက်ပဲဖြစ်နေလို့ပါဒါပေမဲ့အမျိုးသမီးကတော့သူတို့နဲ့ဆက်ပြီးစကားများမနေတော့ပါဘူးသူမကအလုပ်သမားတွေကိုပဲပစ္စည်းတွေအမြန်ဆုံးတည်ယူဖို့တိုက်တွန်းလိုက်ပါတယ်ကျေးဇူးကမ်းတတ်တဲ့အမျိုးသမီးကိုဆဲဆိုဆူတောင်းပြီးတဲ့နောက်မှာတော့အိမ်ရှင်မိသားစုကလှည့်ပြန်သွားကြပြီးဆိုင်ကိုပြန်လဲပြင်ဆင်မွမ်းမံဖို့အတွက်ပတ်စံရွံတောင်းချပြီးစိတ်လှုပ်ရှားစွာနဲ့တုံးဆွဲလိုက်ကြပါတယ်ပြီးတော့ဆိုင်ကိုအိမ်ရှင်ရဲ့သားဖြစ်သူလက်ထဲလွှဲပေးပြီးစီမံခန့်ခွဲခိုင်းတာပေါ့မမျှော်လင့်ပဲဆိုင်ဖွင့်တဲ့ဖွင့်ပွဲနေ့မှာတင်စီးပွားရေးကအရန်ကိုစီကားလို့နေပါတယ်အိမ်ရှင်ကလည်းဝမ်းသာအားရဖြစ်ပြီးသူ့သားကတော်တော်လေးအားကိုးရတယ်လို့ချီးကျူးကဘဝင်ခိုင်းနေခဲ့တာပေါ့အိမ်ရှင်ရဲ့သားကလည်းအမျိုးသမီးကိုလူအမတစ်ယောက်ပါပဲလို့နှိမ့်ချပြောဆိုလိုက်ပါသေးတယ်သူမက3နှစ်လုံးလုံးပင်ပန်းခံစူးစမ်းခဲ့ရပေမဲ့သူကတော့တရက်သေးနဲ့တင်သူမရဲ့ဖောက်တယ်တွေကိုအကုန်လူယူနိုင်ခဲ့ပြီလို့ဆိုပါတယ်ဒါပေမဲ့သူစကားပြောလို့ပြီးယုံတင်ရှိသေးဖောက်တယ်တယောက်ကအိမ်ထဲကိုဒေါသတကြီးဝင်လာပြီးဆိုင်ထဲကကမာကောင်တွေကဘာဖြစ်လို့ပုတ်စော်နေရတာလဲလို့လာရောက်မေးမြန်းပါတော့တယ်ဒါပေမဲ့အိမ်ရှင်ရဲ့သားကဒါကလုံးဝမဖြစ်နိုင်ဘူးလို့ညင်းဆိုပါတယ်ဒီကမာကောင်တွေကိုဒီမနက်တင်အစ်စ်ဝယ်လာတာဖြစ်ကြောင်းပင်လယ်စာဆိုတာအနံ့သက်ရှိတာဓမ္မတာပဲမို့လို့အိမ်ရောက်ရင်ရေးဆေးလိုက်ရင်မရဘူးလားလို့ပြန်ပြောလိုက်တာပေါ့အဲ့ဒီတော့ဒေါသထွက်နေတဲ့ဖောက်တယ်ကသူ့ကိုလူအောက်မိနေလားလို့အော်ဟစ်လိုက်ပြီးပုတ်ဆက်နေတဲ့အနံ့နဲ့ပင်လယ်စာရဲ့မူရင်းအနံ့ကိုတော့မခွဲခြားတတ်ဘူးလားလို့ဆိုပါတယ်အဲ့ဒီအချိန်မှာပဲတခြားသောဖောက်တယ်အများပြားကလည်းတယောက်ပြီးတယောက်ပြဿနာတွေကိုထောက်ပြလာကြပါတော့တယ်တချို့ကပင်လယ်စာတွေကမလက်ဆက်ဘူးလို့ညှဉ်းညူကြပြီးတချို့ကလည်းပင်လယ်စာရဲ့ဈေးနှုန်းတွေကမတန်တဆဖြစ်နေတဲ့ပြဿနာကိုပြောကြပါတယ်အမျိုးသမီးကြီးတယောက်ကဆိုရင်အေးခဲပင်လယ်စာဘူးတစ်ခုကတက်တန်းကုံဆုံးနေတာကိုတောင်တတိထားမိသွားပါတယ်ဒါကတရားမဝင်ဘူးလို့သူမကယူဆတာပေါ့ဒါကြောင့်သူမကဆိုင်ရဲ့လုပ်ငန်းလိုင်စင်အရေးချင်းကိုပါထိုနေရာတင်ချက်ချင်းမေးခွန်းထုတ်ပါတော့တယ်အိမ်ရှင်ရဲ့သားဖြစ်သူကတော့လုံးဝနှင်တက်ပြီးစွန့်သွားပါတော့တယ်ပင်လယ်စာရောင်းတာတင်ကိုဘာဖြစ်လို့ဒီလောက်အထိပြဿနာတွေအများကြီးပေါ်ပေါက်လာရလဲဆိုတာကိုသူလုံးဝနားမလည်နိုင်တော့ပါဘူးသူအထက်ထက်အငုံငုံနဲ့ဘာပြဿနာကိုမှမဖြေရှင်းနိုင်တာကိုမြင်တော့ဖောက်တယ်တွေအကုန်လုံးကပတ်စံပြန်အမ်းဖို့တောင်းဆိုကြပါတော့တယ်တချို့ကဆိုရင်တိုင်ကြားရေးဌာနကိုပါဖုံးဆက်ဖို့အထိလှုပ်လာကြတာကြောင့်အိမ်ရှင်မိသားစုလည်းနောက်ဆုံးမှာတော့လုံးဝကိုမျှော်လင့်ချက်မဲ့ပြီးဒုက္ခလာကြီးတွေ့သွားကြပါတော့တယ်အဲ့ဒီအမျိုးသမီးကလမ်းတစ်ဖက်လမ်းမှာပိုပြီးကြီးမားတဲ့ပင်လယ်စာဆိုင်အစ်စ်ကြီးတစ်ခုကိုဖွင့်လှစ်လိုက်ပြီးဖောက်တယ်တွေအားလုံးကိုပြန်လဲဆွဲဆောင်နိုင်ခဲ့တဲ့အချိန်ကြမှသာအိမ်ရှင်ဟောင်းလည်းနောင်တကြီးစွာနဲ့အမှန်တရားကိုသဘောပေါက်သွားပါတော့တယ်သူမရဲ့စီးပွားရေးကောင်းမွန်လွန်းတာကိုမနာလိုဖြစ်ပြီးဆိုင်ကိုအတင်းအဓမ္မလွှဲပြောင်းမယူခဲ့တင်ဘူးလို့သူနောင်တရနေခဲ့တာပါဖြစ်ပုံကတော့လွန်ခဲ့တဲ့ရက်ပိုင်းကအိမ်ရှင်မိသားစုဟာသူမကိုမောင်းထုတ်ပြီးတဲ့နောက်မှာတော့အိမ်ရှင်ရဲ့သားဖြစ်သူကိုပင်လယ်စာဆိုင်ကိုလွှဲပြောင်းဦးစီးခိုင်းခဲ့တာပေါ့ဒါပေမဲ့ဆိုင်ဖွင့်တဲ့နေ့မှာတင်မလက်ဆက်ပဲတက်တန်းကုံဆုံးနေတဲ့ပင်လယ်စာတွေကြောင့်ဖောက်တယ်တွေရဲ့တိုင်ကြားမှုနဲ့တိုင်တန်းစီရင်ခံမှုတွေကိုအဆက်မပြတ်ရရှိခဲ့ပါတယ်
အိမ်ရှင်ကသူ့သားကိုအကျိုးအကြောင်းမေးမြန်းကြည့်တဲ့အခါကျမှအမှန်တရားကိုသိလိုက်ရတာပါအမြတ်အစွန်းပိုရဖို့အတွက်သူ့သားဟာဈေးသက်သာဆုံးဈေးကွက်ကနေပင်လယ်စာတွေကိုဝယ်ယူခဲ့တာဖြစ်ပြီးသူ့မှာသက်ဆိုင်ရာအတွေ့အကြုံလည်းမရှိခဲ့ပါဘူးပင်လယ်စာရဲ့အရေးအသွေးကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုသူလုံးဝနားမလည်ခဲ့တာပါကွက်တီပါပဲအဲ့ဒီအချိန်မှာတင်ဈေးကွက်စုံစမ်းစစ်ဆေးရေးနဲ့စီမံခန့်ခွဲမှုဦးစီးဌာနစီကနေဖုံးဝင်လာပါတယ်သူတို့ဆိုင်မှာပင်လယ်စာရောင်းချဖို့အတွက်လုပ်ငန်းလိုင်စင်အရေးချင်းမရှိဘူးလို့တန်တရားရှိကြောင်းတိုင်ကြားချက်တွေရရှိထားတယ်လို့ဆိုပါတယ်လုပ်ငန်းလိုင်စင်မရှိဘဲဆက်လက်လည်ပတ်လို့မရဘူးလို့လည်းပြောတာပေါ့အင်ရှင်ရဲ့သားကတော့ပို့ပြီးတော့တောင်ဇဝေဇဝါဖြစ်သွားပါတယ်ပင်လယ်စာရောင်းဖို့အတွက်လုပ်ငန်းလိုင်စင်လိုအပ်တယ်ဆိုတာကိုသူတခါမှမသိခဲ့လို့ပါအင်ရှင်မိသားစုလည်းအမျိုးသမီးစီကိုဖုံးဆက်ပြီးသူတို့ရဲ့လုပ်ငန်းလိုင်စင်အထောက်အထားတွေကိုဘယ်မှာထားခဲ့လဲဆိုပြီးဒေါသတကြီးလှမ်းမေးပါတော့တယ်အမျိုးသမီးကတော့အေးအေးဆေးဆေးပဲပြန်ဖြေလိုက်ပါတယ်သူမအနေနဲ့အဲ့ဒီလိုင်စင်ကိုဖျက်ပစ်လိုက်တာကြာပြီဖြစ်ကြောင်းပေါ့ဒါကိုကြားတော့အင်ရှင်မိသားစုကအကြီးအကျယ်ဒေါသပေါက်ကွဲပြီးသူမကိုဆဲဆိုချိန်မောင်းပါတော့တယ်သူတို့ကဆိုင်ငန်းကိုပြန်သိမ်းပြီးဖြစ်တဲ့အတွက်ဒီလုပ်ငန်းလိုင်စင်ကသူတို့နဲ့ပဲဆိုင်ရမှာပေါ့ဘာဖြစ်လို့လိုင်စင်ကိုသွားဖျက်ပစ်ရတာလဲလို့လှမ်းអော်ကြပါတယ်ဒါပေမဲ့မျိုးသမီးကတော့ဒါဟာအင်မတန်ရေစရာကောင်းတယ်လို့မြင်တာကြောင့်သူမဆိုင်ငန်းငါးတုံးကအိမ်မလာကြီးတစ်လုံးကိုပဲငှားခဲ့တာဖြစ်ကြောင်းပြောလိုက်ပါတယ်ဒီလုပ်ငန်းလိုင်စင်ဆိုတာသူမရဲ့ကိုယ်ပိုင်မှတ်ပုံတင်အထောက်အထားနဲ့ရှောက်ထားခဲ့တာဖြစ်လို့မိမိရဲ့ကိုယ်ပိုင်လိုင်စင်ကိုမိမိဘာသာစီမံခန့်ခွဲပိုင်ခွင့်ရှိတာတဘာဝကြပါတယ်အင်ရှင်ပြန်သိမ်းသွားတာကလည်းအိမ်မလာကြီးတစ်လုံးပဲဖြစ်ပြီးသူမသုံးနှလုံးလုံးစူးစမ်းလေပတ်ခဲ့တဲ့အတီးအပွင့်တွေမဟုတ်ပါဘူးဒါကိုသူတို့နားမလည်နိုင်ကြဘူးလားအင်ရှင်ဖြစ်သူကအကြီးအကျယ်ဒေါသထွက်သွားပြီးသူမဟာအရန်ရက်ဆက်လုံးနဲ့သူတို့ရဲ့ဝင်ငွေလမ်းကြောင်းကိုဖျက်တောက်လိုက်တာပဲလို့ဆွဆွဲပါတော့တယ်ဒါပေမဲ့မျိုးသမီးကလည်းချက်ချင်းပဲပြက်ပြက်တသားတုံ့ပြန်လိုက်ပါတယ်သူကိုယ်တိုင်လည်းသူမရဲ့စီးပွားရေးအပေါ်မနာလိုဖြစ်ပြီးအိမ်ပြန်ကအိမ်အောင်ပြုဖို့အတင်းတိုက်တွန်းပြီးဆိုင်ကိုလူယူခဲ့တော့ကောသူမရဲ့လောက်ကင်စားတောက်ခွင့်လမ်းကြောင်းကိုဖျက်တောက်ခဲ့တာမဟုတ်ဘူးလားလို့ပေါ့အဲ့ဒီနောက်မှာတော့အမျိုးသမီးကသူ့ကိုထပ်ပြီးပြောပြလိုက်ပါတယ်သက်ဆိုင်ရာစီးနှင်းစည်းကမ်းတွေအရစီးပွားရေးလုပ်ငန်းလိပ်စာနဲ့လုပ်ငန်းလိုင်စင်ဟာတစ်ခုတည်းအဖြစ်ချိတ်ဆက်ထားတာပါသူမကလိုင်စင်ကိုပယ်ဖျက်ပစ်လိုက်ပြီးဖြစ်တဲ့အတွက်ဒီဆိုင်ကန်းလိပ်စာအတိုင်းနောက်ထပ်လိုင်စင်အသစ်လျှောက်ထားမယ်ဆိုရင်တစ်နှစ်အတွင်းလျှောက်ထားလို့ရမှာမဟုတ်ပါဘူးတနည်းအားဖြင့်ပြောရရင်တော့သူတို့ရဲ့ပြဿနာဖြစ်နေတဲ့ပင်လယ်စာတွေကိုတစ်နှစ်ပတ်လုံးရောင်းချခွင့်ရတော့မှာမဟုတ်ပါဘူးအင်ရှင်မိသားစုလည်းတကူလုံးစွန့်ပြီးပြိုလဲသွားကြပါတော့တယ်ဘာပဲဖြစ်ဖြစ်သူတို့ဟာဆိုင်လာစင်တာနဲ့ကုန်ပစ္စည်းတွေအတွက်ပတ်စံရွံတောင်းချပြီးရင်းနှီးမြှုပ်နှံထားခဲ့ရတာပါသူတို့ရဲ့အသက်ကြီးပိုင်းအနားယူမဲ့ဘဝအတွက်ဒီဆိုင်လေးကိုပဲအားကိုးဖို့မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အရာအလုံးဆုံးရှုံးသွားလိမ့်မယ်လို့သူတို့ဘယ်တော့မှမမျှော်လင့်ထားခဲ့ပါဘူးအင်ရှင်ရဲ့ဇနီးဖြစ်သူကကျမ်းပြင်ပေါ်မှာထိုင်ချပြီးအကျယ်ကြီးအုံငိုပါတော့တယ်သူမကအမျိုးသမီးကိုကျေးဇူးကမ်းနဲ့မိမလို့ဆဲဆိုနေခဲ့တာပေါ့အင်ရှင်ရဲ့သားဖြစ်သူကလည်းချင်းချောက်စကားဆိုပါတယ်သူမကသူတို့မိသားစုကိုအေးအေးဆေးဆေးမနေခိုင်းမှတော့သူတို့ကလည်းသူမကိုအေးအေးဆေးဆေးနေခွင့်ပေးမှာမဟုတ်ဘူးလို့ဆိုပါတယ်သူကဖုန်းကိုထုတ်ပြီးဓာတ်ပုံတွေရိုက်ဗီဒီယိုတွေတိဖြတ်ကအွန်လိုင်းပေါ်မှာကောလာဟာလာတွေဖြန့်ဖို့လုပ်ပါတော့တယ်အင်ရှင်လင်မယားကသားဖြစ်သူဘာလုပ်နေတာလဲလို့လှမ်းမေးတဲ့အခါသူသားကအခုခေတ်ကအင်တာနက်ခေတ်ဖြစ်ကြောင်းအဲ့ဒီအမျိုးသမီးကသူမရဲ့ဂုဏ်သိက္ခာကိုအရန်တန်ဖိုးထားတာဖြစ်ပြီးဟောက်တယ်ရီရှေ့မှာအမြဲတမ်းဟန်ဆောင်နေတာမို့လို့သူမရဲ့ဂုဏ်သိက္ခာကိုအွန်လိုင်းပေါ်မှာဖျက်ဆီးပစ်မယ်လို့ပြန်ဖြေပါတယ်မကြခင်မှာပဲအမျိုးသမီးဟာသူမရဲ့မိတ်ဆွေတယောက်စီကနေဖုန်းလက်ခံရရှိခဲ့ပါတယ်အင်ရှင်ရဲ့သားကအွန်လိုင်းပေါ်မှာသူမနဲ့ပတ်သက်ပြီးကောလာဟာလာတွေဖြန့်နေတယ်ဆိုတာကိုသိလိုက်ရတာပါသူကသူမကိုကျေးဇူးကမ်းနဲ့ငွေစိုးတကောင်အဖြစ်ပုံဖော်ပြီးသူတို့မိသားစုစီကနေအကူအညီတွေရခဲ့ပြီးမှလှည့်ပြန်ပြီးသူတို့ရဲ့စီးပွားရေးကိုဖျက်ဆီးပစ်တာပါဆိုပြီးဆွဆွဲထားတာပေါ့အခြေအနေမှန်ကိုမသိကြတဲ့အင်တာနက်အသုံးပြုသူအများပြားကလည်းသူမကိုဝိုင်းဝန်းပစ်တင်ရှုတ်ချလာကြပါတယ်အမျိုးသမီးအနေနဲ့ဒီလိုကောလာဟာလာတွေကို report ထုတ်ပြီးဖြုတ်ပစ်ဖို့ကလွယ်ကူမှန်းသိနေပေမဲ့အင်ရှင်မိသားစုကတော့သူမကိုအဆုံးမရှိလာရောက်နှောက်ယှက်နေအောင်မှာဖြစ်ပါတယ်ဒါကြောင့်သူမကကောလာဟာလာတွေကိုရှင်းလင်းဖို့အတွက်ကိုယ်တိုင်ဗီဒီယိုရိုက်ပြီးချက်ချင်းတုံ့ပြန်လိုက်ပါတယ်ဒီလိုလှုပ်ဆောင်ချက်ကအင်ရှင်မိသားစုကိုပုံမကြီးမားတဲ့ပေးဆက်မှုတွေကြုံတွေ့ရစေုံတင်မကပဲသူမအတွက်ပို့ပြီးတော့တောင်ကြီးမားတဲ့အခွင့်အလမ်းကောင်းတွေကိုပါယူဆောင်လာပေးတော့မှာဖြစ်ပါတော့တယ်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံရပြီးထောင်ဒဏ်ကျခံရမယ့်ဘေးနဲ့ရင်ဆိုင်ရတဲ့အချိန်ကြာမှသာအင်ရှင်ဟောင်းလည်းနောင်တကြီးစွာနဲ့အမှန်တရားကိုသဘောပေါက်သွားပါတော့တယ်သူဟာလောဘဇောနဲ့မနာလိုစိတ်ကြောင့်မျိုးသမီးရဲ့ပင်လယ်စာဆိုင်ကိုအတင်းအဓမ္မမလူယူခဲ့တင်ဘူးလို့နောင်တရနေခဲ့တာပါဖြစ်ပုံကတော့လွန်ခဲ့တဲ့ရက်ပိုင်းကအင်ရှင်မိသားစုဟာသူမကိုအတင်းမောင်းထုတ်ပြီးတဲ့နောက်လုပ်ငန်းလည်ပတ်မှုအတွေ့အကြုံမရှိတာကြောင့်မလက်ဆက်တဲ့ပင်လယ်စာတွေနဲ့တခြားသောပြဿနာတွေကြောင့်ချက်ချင်းပဲတိုင်ကြားခြင်းခံခဲ့ရပါတယ်ဒါအပြင်ဈေးကွက်စုံစမ်းစစ်ဆေးရေးဦးစီးဌာနကလည်းလိုင်စင်အရေးချင်းမရှိတာကြောင့်ဆိုင်ကိုပိတ်ခိုင်းခဲ့တာပေါ့အင်ရှင်မိသားစုဟာရလက်အနေနဲ့အရာအလုံးဆုံးရှုံးသွားခဲ့ရပေမဲ့မိမိတို့ရဲ့အမားကိုပြန်လည်သုံးသပ်ဖို့ညှင်းဆန်ခဲ့ကြပါတယ်အဲ့ဒီအစားအမျိုးသမီးကလုပ်ငန်းလိုင်စင်ကိုပယ်ဖျက်ပြီးသူတို့ရဲ့စီးပွားရေးကိုဖျက်ဆီးပစ်တာပါဆိုပြီးသူမကိုပဲလွှဲချအပြစ်တင်နေခဲ့ကြတာပါအင်ရှင်ရဲ့သားဖြစ်သူကဆိုရင်သူမဟာကျေးဇူးကမ်းတဲ့သူပါဆိုပြီးအွန်လိုင်းပေါ်မှာပါတွားရောက်ဆွမ်းတာအပုတ်ချခဲ့ပါသေးတယ်သူမဟာသူတို့ရဲ့ဆိုင်ကနေပတ်စံအများကြီးရှာဖွေခဲ့ပြီးမှသူတို့ရဲ့စီးပွားရေးကိုဖျက်ဆီးဖို့နဲ့သူမရဲ့ဂုဏ်သိက္ခာကိုညှိုးနှွမ်းစေဖို့အတွက်လုပ်ငန်းလိုင်စင်ကိုမလိုတမာစိတ်နဲ့ပယ်ဖျက်ပစ်ခဲ့တာပါဆိုပြီးဆွဆွဲခဲ့တာပေါ့အင်ရှင်ရဲ့သားဟာဒီကောလာဟာလာတွေကိုလူကြည့်များလာစေဖို့အတွက် traffic မြင့်တင်ဖို့ပတ်စံအများကြီးအသုံးပြုခဲ့ပါတယ်ဒါကြောင့်ဒီကိစ္စကအရှိန်အဟုန်နဲ့မြန်မြန်ဆန်ဆန်ပဲအခြေအနေကြီးထွားသွားခဲ့ရတာပါအခြေအနေမှန်ကိုမသိကြတဲ့အင်တာနက်အသုံးပြုသူအများပြားကလည်းသူမကိုတယောက်ပြီးတယောက်ဝိုင်းဝန်းရှုတ်ချလာကြပါတယ်။ဒါ
ဒါကိုတီးလိုက်ရတဲ့အမျိုးသမီးကတော့လုံးဝနောက်ဆုံးမသွားခဲ့ပါဘူး။အဲ့ဒီအစားသူမဟာဗီဒီယိုတွေကိုချက်ချင်းပဲတေးဖြတ်ပြီး online ပေါ်ကိုပြန်လည်တင်လိုက်ပါတယ်။သူမဆိုင်ဘလို့ဖွင့်ခဲ့ရပုံနဲ့အင်ရှင်မိသားစုနဲ့ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကိုအစအဆုံးရှင်းပြခဲ့တာပါ။အစတုန်းကသူမဟာအင်ရှင်စီကနေအိမ်မလာကြီးတစ်လုံးကိုပဲငှားရမ်းခဲ့တာဖြစ်ပြီးဒီပင်လယ်စာဆိုင်ကိုသူမရဲ့စူးစမ်းအားထုတ်မှုနဲ့တဖြည်းဖြည်းချင်းအဆင့်ဆင့်တိစောက်ခဲ့ရတာဖြစ်ကြောင်းရှင်းပြပါတယ်။ဒါပေမဲ့အင်ရှင်မိသားစုကသူမရဲ့စီးပွားရေးကောင်းတာနဲ့အမျက်အစွန်းတွေကိုမနာလိုဖြစ်ပြီးပင်လယ်စာတွေကိုအလကားလာယူတတ်ကြကြောင်းဒါအပြင်သူတို့ရဲ့သားကိုစီးပွားရေးတင်ပေးခြင်းနဲ့ဆိုတဲ့အကြောင်းပြချက်နဲ့အိမ်ငါးစာချုပ်တက်တန်းတိုးဖို့ညှင်းဆန်ခဲ့ပြီးဆိုင်ကိုပါသူတို့သားလက်ထဲအလကားတက်လွှဲပြောင်းပေးဖို့အတင်းအာရမဖိအားပေးခဲ့ကြောင်းချပြခဲ့ပါတယ်။ဒါအပြင်သူမအနေနဲ့လုပ်ငန်းလိုင်စင်ကိုပယ်ဖျက်ခဲ့တာဟာလည်းတရားဥပဒေနဲ့အညီစည်းကမ်းချက်တွေအတိုင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။သူမရဲ့တုံ့ပြန်မှုကမကြခင်မှာပဲ online ပေါ်မှာအကြီးအကျယ်ဆွေးနွေးညှင်းခုန်စရာဖြစ်လာခဲ့ပါတယ်။အင်တာနက်အသုံးပြုသူတွေလည်းကွဲရာကအမှန်တရားတွေရှိနေသေးတယ်ဆိုတာကိုသဘောပေါက်သွားကြပြီးအခြေအနေကိုဆက်လက်စောင့်ကြည့်ဖို့ရွေးချယ်လိုက်ကြတာပေါ့။မကြခင်မှာပဲသူမရဲ့ပုံမှန်ဖောက်တယ်တွေကရှေ့ထွက်ပြီးတက်တေခံပေးကြပါတယ်။သူမပြောတဲ့စကားတွေကအမှန်တရားဖြစ်ကြောင်းထောက်ခံပေးကြတာပါ။အင်ရှင်ရဲ့အိမ်နီးနားချင်းတွေကလည်းရှေ့ထွက်လာပြီးသူမရဲ့နာမည်ကိုရှင်းလင်းပေးကြပါတယ်။သူတို့ကအင်ရှင်မိသားစုရဲ့စိုးသွမ်းတဲ့အကျင့်စရိုက်တွေကိုပါအကုန်ဖော်ကောင်လုပ်ပစ်လိုက်ကြတာပါ။အင်ရှင်ဟာအရင်တုန်းကဖောက်တယ်တွေကိုလိန်လည်ခဲ့တာကြောင့်ဆိုင်ကိုလူတွေလာရောက်ရိုက်ခွဲတာခံခဲ့ရဘူးကြောင်းသူ့ရဲ့ဇနီးဖြစ်သူကလည်းအိမ်နီးနားချင်းတွေရဲ့ပါဆယ်ထုတ်တွေကိုခိုးယူခဲ့တာကြောင့်အဆက်ခွဲခံခဲ့ရဘူးကြောင်းဖော်ထုတ်ခဲ့ကြပါတယ်။သူ့ရဲ့သားကလည်းခဏရန်ဖြစ်တတ်တဲ့လူမိုက်တစ်ယောက်ဖြစ်ပြီးအဲ့ဒီအတွက်ကြောင့်ထောင်ကြဘူးပါသေးတယ်။ဒီမိသားစုဟာဘယ်တော့မှရိုးသားဖြောင့်မတ်တဲ့လူတွေမဟုတ်ခဲ့ကြပါဘူး။သူတို့ကအမျိုးသမီးကိုအနိုင်ကျင့်ရလွယ်တဲ့သူလို့ထင်မှတ်ပြီးသူမရဲ့သွေးကြွေးနဲ့ရုန်းကန်ထားရတဲ့ဆိုင်ကိုအတင်းလူယူဖို့စူးစမ်းခဲ့ကြတာပါ။ကိုယ်တိုင်လဲဆိုင်ကိုကောင်းမွန်မလဲပတ်နိုင်ပဲနဲ့သူမကိုမှကျေးဇူးကမ်းတဲ့သူပါဆိုပြီးမဟုတ်မမှန်ဆွဆွဲခဲ့ကြတာဖြစ်ပါတယ်။အရေးကြီးဆုံးကတော့ဆိုင်ကိုလူယူပြီးတဲ့နောက်မှာသူတို့ဟာတက်တန်းကုံဆုံးနေတဲ့ပင်လယ်စာတွေကိုရောင်းချခဲ့ကြတာပါ။ဒါဟာတရားဥပဒေကိုချိုးဖောက်နေတယ်လို့တန်တရားရှိစရာဖြစ်နေပါတယ်။အမှန်တရားတစ်ခုလုံးကိုသိသွားကြတဲ့အခါမှာတော့အင်တာနက်အသုံးပြုသူတွေကအင်ရှင်မိသားစုကိုဝိုင်းဝန်းရှုတ်ချပြီးတပိတ်မှောက်ကြပါတော့တယ်။မကြခင်မှာပဲတရက်ကွက်လုံးကသူတို့ရဲ့အရှုပ်တော်ပုံကိုသိရှိသွားကြပါတယ်။အင်ရှင်မိသားစုဟာပတ်စံလဲဆုံးရှုံးယုံတင်မကပဲဂုဏ်သိက္ခာလဲလုံးဝမြေစာပင်ဖြစ်သွားခဲ့ရတာပေါ့။ဆွေမျိုးမိတ်ဆွေတွေကအစဖုံးဆက်ပြီးအဆက်အသွယ်ဖြတ်တောက်လိုက်ကြပါတယ်။အင်ရှင်မိသားစုလည်းတကူလုံးစွန့်ပြီးပြိုလဲသွားကြပါတော့တယ်။သူတို့ဟာပုံမှန်နေ့ရက်တွေမှာတော့အပြေမထွက်ရဲကြတော့ပါဘူး။စန့်ကျင်ဘက်အနေနဲ့အဲ့ဒီမျိုးသမီးကတော့ပင်လယ်စာလုပ်ငန်းစုကြီးတစ်ခုရဲ့တတိပြုမိခြင်းကိုခံလိုက်ရပါတယ်။မျိုးသမီး CEO ကိုတိုင်ကသူမစီကိုလာရောက်ဆက်သွယ်ပြီးပူးပေါင်းဆောင်ရွက်ဖို့ကမ်းလှမ်းခဲ့တာပါ။သူတို့ကသူမရဲ့ရိုးသားဖြောင့်မတ်မှုဆိုင်လေပတ်ချင်းဆိုင်ရာကြွယ်ဝတဲ့အတွေ့အကြုံနဲ့ဆိုင်ငန်းဆုံးရှုံးရမယ့်အကြက်တဲကိုကင်တွယ်ဖြေရှင်းခဲ့တဲ့သူမရဲ့ထူးချွန်တဲ့ဆုံးဖြတ်ချက်နဲ့တတိတွေကိုအလေးအမြတ်ထားခဲ့ကြတာဖြစ်ပါတယ်။မျိုးသမီး CEO ကသူမနဲ့အတူ store ဆိုင်ခွဲ chain stores တွေဖွင့်လှစ်နိုင်ဖို့အတွက်အခွင့်အရေးကောင်းတွေကိုကမ်းလှမ်းခဲ့ပါတယ်။ဆိုင်တက်ဖွင့်ဖို့ပြင်ဆင်နေတဲ့အမျိုးသမီးကလည်းဝမ်းမြောက်ဝမ်းသာနဲ့သဘောတူလိုက်တာပေါ့။ CEO ရဲ့ပံ့ပိုးကူညီမှုနဲ့အတူသူမဟာပုံမမြင့်မားတဲ့ပင်လယ်စာဖြန့်ဖြူးခွင့်လိုင်စင်ကိုအမြန်ဆုံးရရှိခဲ့ပါတယ်။ CEO ကကျွမ်းကျင်ပညာရှင်တွေကိုပါဆေးလွတ်ပြီးဆိုင်ဖွင့်မဲ့နေရာကိုကိုယ်တိုင်ခွဲချမ်းစိတ်ဖြာရွေးချယ်ပေးခဲ့တာပါ။ဆိုင်တက်ကြီးကမူရင်းဆိုင်ဟောင်းရဲ့လမ်းမြင့်နှချင်းဆိုင်ကွက်တီမှာပဲရှိနေပါတယ်။ပို့ပြီးတော့လဲကြီးမားသလိုနေရာပိုကောင်းပြီးဆိုင်လာကလည်းအရင်ကထပ်ပိုပြီးတက်တာပါသေးတယ်။ကျွမ်းကျင်ပညာရှင်အဖွဲ့ရဲ့ပါဝင်ပတ်သက်မှုကြောင့်သူမအနေနဲ့မိမိရဲ့စ조사အားထုတ်မှုတွေကိုနောက်တစ်ကြိမ်အတင်းအာရမအလူခံရမှာကိုစိုးရိမ်နေဖို့လုံးဝမလိုတော့ပါဘူး။ဒါပေမဲ့သူမကဆိုင်တက်ကိုအလှဆင်နေတဲ့အချိန်မှာပဲအင်ရှင်ဟောင်းကသတင်းကြားပြီးရောက်ရှိလာပါတယ်။သူကသူမကိုလှောင်ပြောင်တဲ့လေတံနဲ့သူမမှာလုပ်ငန်းလိုင်စင်ရှိလို့လားလို့မေးပါတယ်။ဆိုင်သာအလှဆင်နေပြီးနောက်ဆုံးကြရင်ပုတ်ဆက်နေတဲ့ပင်လယ်စာတွေမယောင်းရပဲဘဝပြတ်သွားဦးမယ်ဆိုပြီးလှောင်ပြောင်နေတဲ့အခါမှာတော့မျိုးသမီးကအေးဆေးဆေးပဲပြန်ဖြေလိုက်ပါတယ်။သူမရဲ့လိုင်စင်အစ်စ်ကလွန်ခဲ့တဲ့အပတ်ကတင်ကြပြီးသားဖြစ်ကြောင်းပြီးတော့အဲ့ဒါကအဆင့်မြင့်ပင်လယ်စာဖြန့်ဖြူးခွင့်လိုင်စင်ဖြစ်ကြောင်းပြောလိုက်တာပေါ့။အင်ရှင်ရဲ့မျက်နှာပေါ်ကအပြုံးတွေကတော့ချက်ချင်းပဲအေးခဲတောင်တင်းသွားပါတော့တယ်။သူမရဲ့ဆိုင်ဖွင့်ပွဲနေ့မှာတော့ဆိုင်တစ်ကြီးရဲ့အလွန်အမင်းစီကားတိုက်မြိုက်နေတဲ့စီးပွားရေးကိုကြည့်ပြီးသူကတော့မနာလိုစိတ်တွေတောက်လောင်ကမျက်လုံးတွေနီးရဲလို့နေခဲ့ပါတယ်။သူကသူမရဲ့စီးပွားရေးကိုဖျက်ဆီးဖို့အတွက်မကောင်းတဲ့အကြံစီတစ်ခုကိုတိတ်တဆိတ်ကြံစီပါတော့တယ်။ဒါပေမဲ့ဒီကြံစီကပဲသူ့ရဲ့ကိုယ်ပိုင်ဘဝတစ်ခုလုံးကိုအဆုံးသတ်ဖျက်ဆီးပစ်တော့မယ်ဆိုတာကိုတော့သူလုံးဝမသိခဲ့ရှာပါဘူး။အဲ့ဒီအမျိုးသမီးကဆိုင်ရဲ့ CCTV မှတ်တမ်းကိုထုတ်မပြခင်ထိတော့ပင်လယ်စာတွေထဲမှာအစိပ်ပါနေပါတယ်ဆိုတဲ့အမျိုးသမီးဖောက်တဲ့ရဲ့ဆွဆွဲချက်ဟာသူမကိုယ်တိုင်ဖန်တီးခဲ့တဲ့ပြဆက်တပုတ်တက်တက်ပဲဖြစ်နေခဲ့တာကိုလူအုပ်ကြီးကထိတ်လန့်တကြားနဲ့လုံးဝသဘောမပေါက်ခဲ့ကြပါဘူး။ဖြစ်ပုံကတော့လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ကတင်အမျိုးသမီးရဲ့ပင်လယ်စာဆိုင်အစ်စ်ကြီးစတင်ဖွင့်လှစ်ခဲ့တာပါ။ဆိုင်တစ်ကြီးဟာဖောက်တဲ့အစ်စ်တွေရောဖောက်တဲ့ဟောင်းတွေကိုပါချက်ချင်းပဲဆွဲဆောင်နိုင်ခဲ့တာကြောင့်ဒါဟာလမ်းမြင့်နှချင်းဆိုင်ကအင်ရှင်ဟောင်းရဲ့မနာလိုဝင်တိုစိတ်ကိုအကြီးအကျယ်နှိုးဆော်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့ရပါတယ်။သူဟာသူမရဲ့စီကားနေတဲ့စီးပွားရေးအပေါ်လွန်ခဲ့တဲ့အချိန်ကလေးကမနာလိုဖြစ်ခဲ့ပြီးဆိုင်ကိုပါသူ့လက်ထဲအတင်းလွှဲပြောင်းပေးဖို့ဖိအားပေးခဲ့တာပါ။အခုကျတော့သူ့ရဲ့ဆိုင်ကတက်တန်းကုန်နေတဲ့ပင်လယ်စာတွေနဲ့လိုင်စင်မဲ့လဲပတ်မှုတွေကြောင့်လုပ်ငန်းပိတ်သိမ်းခြင်းနဲ့ရင်ဆိုင်နေရပြီးအကြီးအကျယ်ရှုံးပေါ်နေခဲ့ရတာပေါ့။သူ့ရဲ့ဆိုင်ကလမ်းရဲ့မျက်နှာချင်းဆိုင်ကွက်တီမှာရှိနေတာပါ။မျိုးသမီးရဲ့ဆိုင်ဖွင့်ပွဲကိုလာရောက်ဂုဏ်ပြုကြတဲ့ဖောက်တဲ့ဟောင်းအများပြားကလည်းလမ်းတစ်ဖက်ကအင်ရှင်ကိုဝိုင်းဝန်းလောင်ပြောင်ကြပါတယ်။ သူ
သူကသူမရဲ့အောင်မြင်မှုကိုအတင်းလူယူဖို့စ조사ခဲ့ပေမဲ့နောက်ဆုံးတော့ဒေဝါလီခံပြီးတိတ်ခါကြကြနဲ့ဘဝပြတ်သွားခဲ့ရတာကိုအင်ရှင်ကတော့သူမဟာသူ့ကိုအဆက်ခွဲဖို့အတွက်တမင်သက်သက်ဒီဆိုင်တစ်ကိုလာဖွင့်လာလို့တွေးပြီးဒေါသတွေပုံမပောက်ကွဲနေခဲ့တာပေါ့သူမကသူ့ကိုအေးအေးဆေးဆေးမနေခိုင်းမှတော့သူကလည်းသူမကိုအေးအေးဆေးဆေးနေခွင့်ပေးမှာမဟုတ်ဘူးလို့ကြုံသွားပါတော့တယ်သူကအမျိုးသမီးရဲ့စီးပွားရေးကိုဖျက်ဆီးပြီးစိုင်းနာမည်ပြတ်အောင်လုပ်ဖို့အတွက်အမျိုးသမီးဖောက်တဲ့တယောက်ကိုပတ်စံပေးပြီးချက်ချင်းပဲလာရောက်ပြဿနာရှာခိုင်းပါတယ်အဲ့ဒီမိန်းမကပင်လယ်စာကိုမြည်စမ်းပြီးတာနဲ့ချက်ချင်းပဲဘိုက်အောင်နေဆိုပြီးအော်ဟစ်အော်ရာလုပ်ပါတော့တယ်ပြီးတော့ပင်လယ်စာတွေထဲမှာအစိတ်တွေပါနေပါတယ်ဆိုပြီးမဟုတ်မမှန်ဆွဆွဲတော့တာပေါ့ဆိုင်ပိုင်ရှင်အမျိုးသမီးကတော့တခုခုမှားယွင်းနေပြီဆိုတာကိုရိပ်မိလိုက်ပါတယ်ဒီပင်လယ်စာတွေကိုသူမကိုယ်တိုင်တေချာစစ်ဆေးခဲ့တာဖြစ်လို့ဘာပြဿနာမှရှိမနေနိုင်ပါဘူးသူမကရဲတပ်ဖွဲ့နဲ့လူနာတင်ကားကိုချက်ချင်းဖုန်းဆက်ခေါ်လိုက်ပါတယ်ဆိုင်ကိုထိခိုက်နစ်နာမှုမရှိစေဖို့အတွက်ဆိုင်တကားကိုချက်ချင်းပိတ်ခိုင်းပြီးဆိုင်ထဲကဖောက်တယ်တွေအားလုံးကိုတက်တဲ့အဖြစ်ခေတ္တဆောင်ဆိုင်ပေးဖို့သူမကတောင်းဆိုလိုက်ပါတယ်ပြီးတော့ CCTV မှတ်တမ်းကိုထုတ်ယူပြီးဆိုင်ထဲကစခရင်ကြီးကြီးပေါ်မှာချက်ချင်းဖွင့်ပြလိုက်တာပေါ့အဲ့ဒီဗီဒီယိုမှတ်တမ်းထဲမှာအစိမ့်မိပါတယ်ဆိုတော့ဖောက်တယ်မိန်းမဟာပင်လယ်စာကိုမစားခင်မှာအမည်မသိအမှုန့်တချို့ကိုတိတ်တဆိတ်ထည့်သွင်းနေခဲ့တာကိုအထင်ရှားမြင်တွေ့လိုက်ရပါတယ်အဲ့ဒီတော့မှလူအုပ်ကြီးလဲဒါဟာလောက်ကျန်ဖန်တီးထားတဲ့အကွက်အစီအစဉ်တစ်ခုဆိုတာကိုနောက်ဆုံးမှာသဘောပေါက်သွားကြပါတော့တယ်အဲ့ဒီအချိန်မှာပဲရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာပါတယ်သူတို့ကပြဿနာရှာတဲ့အမျိုးသမီးကိုမစစ်ဆေးရသေးခင်မှာတင်လမ်းမျက်နှာချင်းဆိုင်ကဆိုင်ရဲ့ငွေရင်းပိုင်ရှင်ဖြစ်သူလို့အခိုင်အမာဆိုတဲ့အမျိုးသားတစ်ယောက်ကရဲတွေစီကိုရှောက်လာပြီးအဲ့ဒီအိမ်ရှင်ကိုတိုင်ကြားချင်ပါတယ်လို့ပြောပါတယ်သူရဲ့ဖခင်ဖြစ်သူကွယ်လွန်သွားပြီးတဲ့နောက်မှာဒီရတကြီးတဲ့အိမ်ရှင်ဟာသူတို့ရဲ့ဆိုင်ကန်းကိုလွန်ခဲ့တဲ့10စုနှစ်တခုကျော်10နှစ်ကျော်တိုင်အောင်အတင်းအဓမ္မသိမ်းပိုက်ထားခဲ့တာဖြစ်ကြောင်းဖော်ထုတ်လိုက်ပါတယ်ငွေရင်းပိုင်ရှင်မှာသူ့ဖခင်ရဲ့တည်တန်းစာအပါအဝင်ခိုင်မာတဲ့တရားဝင်သက်သေထောက်ထားတွေအကုန်ရှိနေခဲ့တာပါအပြစ်ရှိနေတဲ့အိမ်ရှင်ဟာထွက်ပြေးဖို့စ조사ခဲ့ပေမဲ့ရဲတပ်ဖွဲ့ကသူ့ကိုထိုနေရာတင်ချက်ချင်းဖမ်းဆီးလိုက်ပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့အစိမ့်မိခြင်းအောင်ဆောင်တဲ့မိန်းမလည်းသူမရဲ့အကွက်တွေပေါ်သွားပြီးအထင်နဲ့ချက်ချင်းပဲဝန်ခံထွက်ဆိုပါတော့တယ်အိမ်ရှင်ကအမျိုးသမီးရဲ့စီးပွားရေးကိုဖျက်ဆီးဖို့အတွက်သူမကိုယွမ်9000ပေးပြီးခိုင်းစေခဲ့တာဖြစ်ကြောင်းပြောလိုက်တာပေါ့အိမ်ရှင်လည်းတကူလုံးပြိုလဲသွားပြီးရှိုက်ကြီးတင်ငင်ငိုကြွေးကထွက်ပြေးဖို့ထပ်မံစ조사ပါတယ်ဒါပေမဲ့ရဲတပ်ဖွဲ့ကသူ့ကိုသူဟာပြည်သူအေဂျင့်တာယာမှုကိုနှောက်ယှက်ဖျက်ဆီးမှုသူတစ်ပါးရဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုမတရားရယူအလွဲသုံးစားလုပ်မှုတွေနဲ့တန်တရားရှိနေကြောင်းသတိပေးလိုက်ပြီးတရားဥပဒေကိုမပူးပေါင်းပဲညှဉ်းဆန်နေမယ်ဆိုရင်ပြစ်ဒဏ်ပုံမကြီးလေးသွားလိမ့်မယ်လို့ဆိုပါတယ်။မျောလင်းချက်မဲ့သွားတဲ့အိမ်ရှင်လည်းရုန်းကန်ဖို့လက်လျှော့လိုက်ရပြီးဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံလိုက်ရပါတော့တယ်။ဆိုင်ပိုင်ရှင်မျိုးသမီးကတော့ကြုံတွေ့ရတဲ့ပြဿနာကိုအကွက်ကြကြနဲ့ပြေဝဖြေရှင်းနိုင်ခဲ့တာကြောင့်သူမရဲ့စီးပွားဖက်တွေစီကနေပုံမကြီးမားတဲ့ယုံကြည်မှုကိုရရှိသွားခဲ့ပါတယ်။စီးပွားဖက်တွေကဆိုင်ခွဲတွေအများကြီးထပ်မံတိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်ကြောင်းထိုနေရာတင်ချက်ချင်းကြေညာလိုက်ပြီးသူမကိုအထွေထွေမန်နေဂျာအဖြစ်ယာရုတိုးမြင့်ခန့်အပ်လိုက်ပါတော့တယ်။သူမဟာရင်ဆိုင်ရတဲ့ကန်ဆိုးမှုတွေကိုကံကောင်းမှုတွေအဖြစ်ပြောင်းလဲပြစ်နိုင်ခဲ့ပြီးမိမိရဲ့အိမ်မက်တွေစီကိုပုံမနီးကပ်စွာလှမ်းတက်နိုင်ခဲ့ပါတော့တယ်။